အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဘာတွေပြမလဲဆိုတော့ကျွန်တော် infant နဲ့အကိုကြီးတို့ကတ်ဆက်ခွေရောင်ပွဲတော့လုပ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တွားပြီးတော့ဝယ်လာပြီးတော့စုလာခဲ့တဲ့ချင်းငွေတွေပြမယ်ဒါကတော့သူကြော်ဟရင်အဓိပ္ပာယ်ရှိသောလူဦးရဲ့ကျွန်တော်ကြိုက်တယ်သူဒါဆိုရင်ဒါနောက်ဆုံးတပုတ်ကိုတော့ရောက်နေပြီကျွန်တော်နားထောင်တာကျွန်တော်ကြိုက်တယ်အဲ့ခွေတွေချင်းတိတ်သားတွေလည်းကောင်းသေးတယ်အတန်တွေလည်းမှိုက်သေးတယ်ဒါကအခုလက်ရှိကျွန်တော်မှာရှိတဲ့ပနဲ့ဖွင့်လို့ရတဲ့အလုံးလေးရှိတယ်ကျွန်တော်မှာကတ်ဆက်အားလုံးပေါင်း5လုံးလောက်ရှိတယ်ဒါကျွန်တော်စုဆောင်းလာတာအဲ့လိုပဲကြိုက်တယ်လိုင်းပေါ်မှာတွေ့ရဆိုရင်ကျွန်တော်ဝယ်လိုက်တယ်အဲ့လိုပေါ့နော်ဝယ်ပြီးကျွန်တော်စုလာတာအဲ့ဒါကျွန်တော်ဘာခွေတွေပြမယ်ဆိုတော့တစ်ချက်ကြည့်ပေးပါအားလုံးပဲဒီခွေလေးကဟိုဘယ်လိုပြောမလဲထဲမှာပေါ့နော်ခွေတွေမှားလာရင်ကျွန်တော်ဖွင့်ပြီးတော့နားထောင်လိုက်တာမြန်မာဆိုင်းတီးလုံးတွေဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်ကြိုက်တယ်ကျွန်တော်အဲ့လိုမြန်မာအတန်တွေလိုက်ပြီးတော့စုနေတာအဲ့အတွက်ဒီခွေကျွန်တော်ကြိုက်တယ်ကြိုက်ပြီးကျွန်တော်နားထောင်ပြတယ်အဲ့လိုတီးလုံးတွေကျွန်တော်ပိုကြိုက်တယ်ဒါတစ်ခွေပေါ့နော်ဒါတစ်ခွေဒီမှာလည်းဒီလိုပဲကာဘာနဲ့ဟိုဟာနဲ့တခြားစီဖြစ်နေတော့စန္ဒယာချစ်ဆွေဖြစ်နေတယ်အဲ့ဒါနဲ့ကျွန်တော်ဒီမှာကျွန်တော်စာရေးလိုက်တယ်ပေါ့နော်စာရေးလိုက်တယ်စာရေးပြီးတော့ကျွန်တော်ဘာကြတိတ်နေကျွန်တော်ကြိုက်တယ်မြန်မာအတန်တွေကြိုက်တယ်မြန်မာအတန်ကြိုက်ဒီမှာလေဆိုတော့ဒါတွေကဟိုဘယ်လိုပြောမလဲအတန်ဇလန်းတွေဒါဆိုရင်ဦးရွှေမန်းတင်မောင်ရဲ့ဒုက္ခအတန်နေနဲ့သူ့ရဲ့အဲ့လိုနှစ်ပါးသွားဇလန်းအကတွေရောတီလုံးတွေရောအဲ့လိုပုံစံမျိုးပုံဖော်တဲ့ဟာတွေပေါ့နော်ကိုကတော့မျက်စိနဲ့အမြင်အောင်တန်နဲ့ကြားလို့စိတ်ကူးခြင်းလို့ရပါတော့သူတို့ဘယ်လိုကတာဘာညာပေါ့စမကလာပေါ့အဲ့လိုကွာတယ်ကျွန်တော်ကြိုက်တယ်ဒီမှာလည်းဒီတိုင်းပဲတန်ဇလန်းပဲအဲ့လိုတွေပေါ့နော်အဲ့ဒါကျွန်တော်ကြိုက်တယ်စုလာတယ်ဒီမှာတော့ဒါတန်ဇလန်းမနေ့ကကျွန်တော်အခွေဆိုင်နဲ့ခဏနားထောင်မယ်ဆိုပြီးတော့နားထောင်လိုက်တာတဝက်တောင်ပြီးသွားဘယ်လောက်ထိမျောသွားလဲဆိုဒီနေ့တော့ကျွန်တော်အပြင်လေးတွေတွားနေရတယ်ကျွန်တော်နားမထောင်ရသေးဒါသူတဝက်ပြီးသွားပြီကောင်းတယ်ဇလန်းကောင်းတယ်ကောင်းတယ်ပြီးတော့ဒီမှာတန်လိုလူသားတဲ့ပါတဲ့စူတော်ကြီးတွေကတော့ဦးဇော်ဝင်းတို့ဦးရင်ကိုဦးစီသူလွင်တီရီချင်းမောင်လားဟုတ်တယ်တီရီချင်းမောင်အဲ့ဒါပါတယ်နားမထောင်ဘူးဒါတွေပါတယ်ကျွေးလာတော့ကြိုက်တယ်ပြီးတော့ဒီမှာရှမ်းဆိုတော့ပေါ့နော်ဒီမှာရှမ်းဆိုတော့ပဲကြောက်ကမာနည်းနည်းဟိုဖြစ်နေမှာじゃရှမ်းဆိုတော့ဒါပါကင်ကျွန်တော်တိတ်ဖွင့်လိုက်တယ်ဖွင့်ပြီးကျွန်တော်ကြည့်ရအထဲမှာဆိုလုံးဝခွေရတန့်နေတယ်ဘာမှဟိုပြောစရာမလိုလုံးဝခွေရတန့်နေတယ်အဲ့ဒါလည်းကျွန်တော်နားထောင်နေလို့မနေ့ကခွေတွေစမ်းဖွင့်ပြီးတော့အဲ့ဒါနားထောင်နေတယ်ကျွန်တော်ပြီးတော့နောက်ဘာတစ်ခွေပြမလဲဆိုတော့ဒီမှာLS မေနာနာမှာကိုပိုင်တန်းစင်အဲ့ခွေတွေရလာတယ်ဒါတွေကျွန်တော်အတန်တော့မှန်တယ်နားမထောင်ရသေးဘူးဒါတွေပါတယ်ဒီမှာဒါတွေဆိုရင်ဆိုင်မောရဲ့ကျူဆိုင်မောရဲ့ဟိုးရင်တော့အတန်နေပေါ့ဗျာအတန်နေမှာအဲ့လိုတွေရှိတာပေါ့နော်ဒီဘက်ခက်မိလာတဲ့အချိန်မှာအတန်နေနားထောင်ရတာနဲ့ဒုက္ခမှာအတန်နေနားထောင်ရတာနဲ့ဘယ်လိုပြောမလဲနားဝင်ပေါ့နဝင်ပုံစံမျိုးကတော့မတူဘူးဒါကျွန်တော်ကြိုက်တယ်ဆိုတော့ဆိုကျွန်တော်ယူလာတယ်ဒီမှာဒါကျွန်တော်တို့ငငယ်ကကြားဘူးတယ်ကျွန်တော်ကြိုက်တယ်တောင်ပန်ပိုင်းမင်းစီကိုဆိုပြီးတော့ဥယျင်ကိုရဲ့ဒါရရထားကျွန်တော်ကြိုက်လို့
ဘယ်လိုပြောမလဲယူကျွန်တော်တချင်းတက်လို့တပုတ်ကြိုက်သွားပြီဆိုရင်အဲ့လိုတပုတ်ပါပြီဆိုရင်နောင်ကျွန်တော်ကအဲ့လိုလေးတွေဟိုဝယ်စုတယ်ပေါ့နော်အဲ့လိုတော့ရှိတယ်တချင်းကုန်းလုံးမကြိုက်ဘူးဆိုပေမဲ့တချင်းတပုတ်လောက်ကြိုက်သွားပြီဆိုတော့ကျွန်တော်ကအဲ့လိုဝယ်စုတယ်ဒီမှာမာရိစာရဲ့ညိုလင်ချင်းလာမင်းကိုပိုင်တန်တဲ့တချင်းတက်များတဲ့ဒီမှာတို့ဒါဆိုကျွန်တော်တို့ကြိုက်ပြီးသားတချင်းနေပါတယ်ကျွန်တော်ယူတာလဲကြိုက်တယ်ဒီမှာချက်ကြည့်သွားတဲ့ချင်းနာမည်ခေါင်းစဉ်နာမည်ကျွတ်စင်ဒီမှာဒါလေးဆိုရင်ကျိုးဘယ်လိုပြောငငယ်တုန်းကဖားသားကြီးတွေနားထောင်ကိုကြားဘူးနဲ့သိရမလားအဲ့ဒီချင်းတွေတော်တော်လေးကြိုက်တယ်ပြီးတော့အဲ့ဆိုတော်ကြီးတွေပဲရှိတာဗောနော်အဲ့ဒါနဲ့ကျွန်တော်ဝယ်လာပြီးကျွန်တော်နားထောင်မယ်ဒါတွေကြားဘူးနားဝလေးတွေကတော့ပါတယ်ဒါမှနားထောင်ဘူးသေးတဲ့ချင်းတွေလည်းရှိတာဗောနော်အဲ့ဒါတွေပါမယ်ကိုကဒီမှာရွှေသိန်းနဲ့သမီးလိမ်မာတဲ့အဲ့ဒါလည်းကျွန်တော်ပြောမှဒီဦးသိန်းနဲ့ချင်းနဲ့ကျွန်တော်အရန်ကြိုက်တာ။မြန်မာတန်သေးရေတေးဆိုဆရာကြီးတွေမှာဘလူးကြိုက်လဲဆိုကျွန်တော်မြန်မာပြည်သိန်းတန်ပဲ။မြန်မာပြည်သိန်းနဲ့သူ့ခွေတွေလည်းကျွန်တော်မှရှိတယ်။ကျွန်တော်က9ခွေလောက်ရှိတယ်ကျွန်တော်စုတာ။သူ့ရဲ့ရွှေသိန်းနဲ့တဲ့အဲ့ဒါကျွန်တော်ဝယ်လာတာသမီးလိမ်မာတဲ့အတန်အောင်နားမထောင်ရသေးဘူးအတန်ဘလို့ vibe ဖြစ်မလဲဆိုတာတော့ကျွန်တော်မသိသေးဘူးနားထောင်ပြီးပါတဲ့အခါကျမှကျွန်တော်ခံစားပြီးတော့ပြောပြမှာပေါ့ဗျာအဲ့လိုပုံစံတော့ဒီမှာကျွန်တော်ငငယ်တုန်းကဆိုရင် father ကြီးတွေတို့အားတို့ညာတို့ခေါ်တာတော့ဘိုထီတို့အဲ့လိုခေါ်တာပေါ့နော်ဦးဆိုင်ဒီဆိုင်ပေါ့ဘိုထီတို့လို့ခေါ်တာဦးဆိုင်ဒီဆိုင်သူ့ရဲ့ခွေတွေကျွန်တော်ရလာတယ်ကြားလာတော့ကြိုက်လို့ရွေးတာပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာအဲ့လိုမြန်မာသန်းနဲ့ကျွန်တော်ပိုကြိုက်တယ်မြန်မာသန်းတွေနားထောင်အောင်တော့တကယ်ကြိုက်တယ်မြန်မာသန်းနဲ့ကျွန်တော်ကြိုက်တယ်ပြောဆိုရင်လည်းဒီမှာဦးကျော်ရဲ့တချင်းခွေရဲ့ဒီမှာချမ်းဆုံးသွားတော့ပြလိုက်မယ်ရှေ့တချမ်းကတော့ကျွန်တော်နားထောင်မှုပါရှေ့တချမ်းကတော့နားထောင်မှုပါနားထောင်မှုကျွန်တော်ကြိုက်တယ်ရှေ့တချမ်းကတော့တကယ်တော့ကောင်းတယ်ဦးကျော်တို့ကျွတ်စင်ဦးကျော်တော့ဦးကျော်ပါပဲဆိုတော့တဲ့မှာအိုက်ကွက်တွေတော့ရှုပ်လို့မရဘူးဦးကျော်ပဲကြိုက်တယ်ဦးကျော်ဘာထပ်ပြမှာလဲဒီမှာကုမာရိစတခွေထက်ရလာတယ်ဒီဟာဆိုရင်ချင်းနာမည်ကကောင်းတဲ့နာမည်ကိုရုပ်ဆိုးတဲ့ဒါပေမဲ့အထဲထဲမှာအစမ်းတစ်ခုဖြစ်နေတယ်ဗျအထဲမှာအစမ်းဘာအစမ်းလဲဆိုတော့ပို့ပြီးတေချပါတယ်တဲ့ကျွန်တော်နားမထောင်ဘူးအဲ့လိုဟုတ်နေမလားဘာလားမသိဘူးအဲ့ဒါတော့ဖြစ်နေဒါပေမဲ့မာရိစာတော့မာရိစာပဲမာရိစာအတန်ပဲမာရိစာခွေပဲပေါ့အဲ့လိုပဲပြောမှာဟုတ်ပြီဒီမှာနောက်တစ်ခွေဒီမှာဦးချေကောင်းနဲ့အစီဦးချေကောင်းခွေတယ်ကျွန်တော်စုလာတာရှိတယ်ဦးချေကောင်းခွေတယ်ကျွန်တော်မှရှိတယ်ဒီမှာဦးချေမောင်ဆိုလဲကျွန်တော်မှရှိတယ်ဒါသူတို့အတွဲခွေထွက်တာပေါ့နော်အဲ့တမိုင်းနေတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အတွဲခွေတွေတွေးလို့ယူလာတာမိုက်တယ်ကြိုက်တယ်ဒီမှာလာမင်းလေးတဲ့အဆိုင်စီပါမယ်ကိုဘာဘူးပါမယ်ဒီကဘာတူလဲကိုသားထွေးတဲ့ကိုသားအဲ့ခွေ CD ခက်မှာလားမသိဘူးဟုတ်တယ် CD ခက်ဖြစ်နေပြီ CD တို့ VCD ပေါ့နော်အဲ့ခက်မှာလဲကျွန်တော်နားထောင်ဘူးလာမင်းလေးအဲ့လိုလေမှတ်တော့တိတ်မမှတ်မိဘူးအဲ့လိုပဲသူ့ flow လေးလဲလှတယ်